Voiceover မြမသမိုင်းရဲ့ထင်ရှားတဲ့စစ်သူကြီးကျန်စစ်သားနဲ့ပညာတတ်မိဖုရားကြီးမဏိဆန္ဒတို့ရဲ့အချစ်ဇလန်းဟာရာဇဝင်ထဲမှာထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါပကံခေတ်ကာလအနော်ရထမင်းလက်ထက်ကနေကျန်စစ်သားမင်းအထိရှည်လျားတဲ့သမိုင်းကြောင်းထဲမှာဒီဇလန်းဟာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဇလန်းကိုစတင်ပြောပြမယ်ဆိုရင်ကျန်စစ်သားဟာမူလကရွှေစည်းခုံဖျားကိုတည်ထားခဲ့တဲ့အနော်ရထမင်းရဲ့ယုံကြည်ရသောစစ်သူကြီးတဦးဖြစ်ပြီးမဏိဆန္ဒကတော့ပညာတတ်ဉာဏ်ပညာကြီးမားတဲ့မိဖုရားတစ်ပါးဖြစ်ပါတယ်။အနော်ရထမင်းနဲ့ရွာဆန်ပြီးနောက်သူ၏သားစောလူမင်းနှန်းတက်လာချိန်မှာကျန်စစ်သားဟာနန်းတွင်အရှုပ်ရှင်းတွေကြောင့်နှုတ်ထွက်ကအေးချမ်းတဲ့ရွာလေးတစ်ရွာမှာနေထိုင်ခဲ့ပါတယ်။အဲ့ဒီမှာပဲသူဟာမဏိဆန္ဒနဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။နောက်ခံတန်ရွာသားရတန်ငှက်များတန် Voiceover set မဏိဆန္ဒဟာစာပေဂီတအမှုပညာတွေမှာကျွမ်းကျင်သူဖြစ်ပြီးကျန်စစ်သားရဲ့ဉာဏ်ရည်နဲ့စိတ်ဓာတ်ကိုသိမ်းသွင်းခဲ့ပါတယ်။နှစ်ဦးနှစ်ဝါရဲ့အချစ်ဇလန်းဟာဒီကနေစတင်ခဲ့ပြီးသူတို့ဟာအတူတူစာပေလေ့လာအုပ်ချုပ်ရေးအကြံဉာဏ်တွေဖလှယ်ခဲ့ကြပါတယ်။ကျန်စစ်သားဟာနောက်ပိုင်းမှာပကံထီးနှန်းကိုပြန်လည်ရယူပြီးမင်းဖြစ်လာခဲ့ပါတယ်။မဏိဆန္ဒကလည်းသူ့ရဲ့မိဖုရားအဖြစ်အတူတကွနိုင်ငံကိုအုပ်ချုပ်ခဲ့ပါတယ်။နောက်ခံတန်နန်းတွင်ဂီတ Voiceover set မဏိဆန္ဒဟာကျန်စစ်သားရဲ့အမှုပညာနဲ့ယဉ်ကျေးမှုဆိုင်ရာမဟာမိတ်ဖြစ်ခဲ့ပြီးပကံခေတ်ရဲ့စာပေပိသုကပညာတွေကိုမြင့်တင်ပေးခဲ့ပါတယ်။ကျန်စစ်သားကလည်းသူမရဲ့အကြံဉာဏ်တွေကိုလေးစားပြီးနိုင်ငံတော်ကိုအတူတကွတည်ဆောက်ခဲ့ကြပါတယ်။ကျန်စစ်သားနဲ့မဏိဆန္ဒတို့ရဲ့အချစ်ဇလန်းဟာသမိုင်းမှာထင်ရှားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီးပကံခေတ်ရဲ့ယဉ်ကျေးမှုနဲ့အုပ်ချုပ်ရေးစနစ်ကိုမြင့်တင်ပေးခဲ့ပါတယ်။ဒီဇလန်းဟာမြမရာဇဝင်ရဲ့ထူးခြားတဲ့အချစ်ဇလန်းတစ်ပုဒ်ဖြစ်ပြီးယနေ့အထိလူကြိုက်များစေပါကျန်စစ်သားနဲ့မဏိဆန္ဒတို့ရဲ့အမွေနှစ်ကိုပကံဖျားတွေကြောက်စာတွေမှာမြင်တွေ့နိုင်ပါသေးတယ်။ဒီတစ်ချိန်တော့မြမရာဇဝင်တွေကကျန်စစ်သားနဲ့မဏိဆန္ဒတို့ရဲ့အချစ်ဇလန်းလေးကိုပြောပြပေးခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာသမိုင်းဇလန်းတွေအတွက်ကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။